အားလုံးပဲမင်္ဂလာပါရှင်။ Clearly Page နဲ့ Mitchell Page မှာကြိုဆိုလိုက်ပါတယ်ရှင်။ဒါလေးကအိန္ဒိယနဲ့တနီစစ်နဲ့ပြုတ်လုထားတဲ့ဘာသာကြားပတိလေးပါရှင်။ ကဲအစ္စလမ်ပတိလေးပါခင်ဗျာ။သူက33လုံးအခြားမှာတစ်ချက်ဖြတ်ပါတယ်ခင်ဗျာ။သူကအလုံးကြီးရအလုံး100ပါခင်ဗျာ။ဒီကြားလေးကိုလေးလာပြီးလုပ်ပေးထားပါတယ်ခင်ဗျာ။ကျွန်တော်ရှိမှာနတ်တဖြူနတ်တနီတက်ကနက်တောင်နဂရိုးနဲ့အရန်မှုေးဆုံးတောင်နဂရိုးတွေနဲ့လည်းလုပ်ပေးပါတယ်ခင်ဗျာ။မွမွေးလေးကြိုက်တယ်ဆိုလို့ရှိရင်เนาะနတနီကတင်းတင်းကလေးပဲအနံ့လေးရတာပါနတဖြူရှိပါတယ်မွေးတာလေးကြိုက်တယ်ဆိုရင်နတဖြူရှိပါတယ်ဩစတြေးလျတောင်နံဂရိုးလေးရှိပါတယ်ရှင်တက်ကနက်အမဲကြိုက်တယ်ဆိုလို့ရှိရင်เนาะဘလောက်ဖြစ်တဲ့ဒီလိုတက်ကနက်သားလေးနဲ့ရပါမယ်ရှင်ဒါလေးကတော့မမေတို့ပေါ့เนาะဒီလိုလက်ပတ်လေးတရားတော့ရွှေအတုမဟုတ်ဘူးเนาะဒါဘယ်လိုလဲဒါအေးပေါ့ရွှေစိမ်မှာဒါလေးကရွှေစိမ်မှာရှင်ဈေးတော့မကျွတ်ပါဘူးဈေးမကျွတ်ပါဘူးဒါလေးတွေလူချင်းနေဆိုလည်းမှာယူလို့ရပါတယ်မှာယူမယ်ဆိုလို့ရှိရင်4385လောက်ခုလည်းမှာယူလို့ရပါတယ်58လေးလောက်ခုလည်းမှာယူလို့ရပါတယ်ရှင် Metro Page မှာလည်းမှာယူလို့ရပါတယ်ကလျာရီပြမှာလည်းမှာလို့ရပါတယ်သူ Viber ဖုန်းနံပါတ်ဖြစ်တဲ့တော့9880 မှာလည်းမှာလို့ရပါတယ်ခင်ဗျာဖုန်းဆက်ပြီးလည်းမှာလို့ရပါတယ်ဟုတ်ကဲ့ပါမမေတို့ရုံးမှာလာရောက်ပြောဝယ်နေဆိုရင်ရန်ကင်းကြောက်ကိုမဟာဘောလေးလည်းမှာလာပြောဝယ်နိုင်ပါတယ်ရှင်ဒါလေးကတည်တည်ချာလေးကြည့်ပြပါနှစ်သက်နေဆိုရင်မှာယူလို့ရပါတယ်ရှင်အားလုံးကျေးဇူးတင်ပါတယ်